ဆိုဖီယာတို့ကနေသားတဲ့ခရီးစဉ်သူဆိုရယ်ဗီဒီယိုအသစ်လေးကိုတင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့နေသားတဲ့ဟိုပေါ့နော်ပစ္စည်းအပြည့်စုံနဲ့သွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဘလို့တွေကြုံတွေ့ရမလဲခက်ခဲရဘလို့ဖြည့်ရှင်းရမလဲဆိုတာလိုက်ကြည့်ပေးကြပါအောင်ဒီမှာတော့သားတဲ့တော့ခရီးစဉ် Okay ဆက်ဝင်มาတော့မယ်Okay နောက်ဆုံးတော့ရောက်ရှိခဲ့ပါပြီ Okay နောက်ဆုံးတော့ရောက်ရှိခဲ့ပါပြီယောဒီစင်ကတော်ရှေ့ရပဲစောင့်လိုက်ရအကြိုက်ဒီမှာရောမတွေ့ဘူးကိုကအော်အေးတူဟိုလေးဟုတ်တယ်လေအဲ့ဒါဟိုကလုံးကိုလိုရဒီဟိုပါလဲအဲ့လိုလုံးကိုခက်ဖေးနေပဲတူတယ်ခက်တာမှမရှိရဘူးတက်တာမခောက်ခဲ့ဘူးလားမလုံးဆိုဘာမှတော့လေဟာတလားပါရတက်တာပြန်ယူအောင်မယ်တဲ့ Okay anyway Okay ကနော်ဆက်ခက်ခဲစွာနဲ့ပဲပစ္စည်းယူခဲ့ပြပါတော့ခက်ခဲစွာနဲ့Okay တခုလောက်ထားရနေခရအိုးဘင်းဒါဝိုင်းမလားဟုတ်တယ်အော်ဟုတ်တယ်ဒါဟိုလေ1 nano အိုးငါတော့မသိဘူးငါကနေရရေးနီးဖို့လို့ပြောပြတာဒါဘလို့သွားမှာတော့ဒီလိုက်အော်မသွားနဲ့ပေါ်လာပေါ်သွားမှာဘလို့လေးရတိတ်လေးလာငါစိတ်ဟာတိတ်ကြိုက်ကြောက်ပေါ်လာဆိုငါပဲဘူးမှာပေါ်ရက်တာလူကြီးလေရတာဘာလို့ကိုကမှဝတ်ထားတာဘာလို့ရိုက်တာဟာတီးပါပြီဟာအော်နဲโอเคစောက်လိုက်ပါဦးမယ်โอเคဆိုဖီယာကနည်းနည်းလေးဆွတ်ဆာလေးနဲ့တော့သွားလိုက်ပြီပေါ့နော်โอเคဆိုဖီယာဒီမှာတော့လမ်းဖောက်လိုက်တယ်ပေါ့နော်လမ်းဖောက်လိုက်တယ်ဆိုတော့ဘလို့ဖြစ်သွားလဲပြမယ်ပေါ့ Oh my god ခါမပြောဘူးပြရနာနဲ့အမိုင်းတိုင်းပြောရမယ်ဆိုဒီတခါမှမချက်စစ်ရှိရဒီကောင်လေးတော်တော်ညာလေးညာလည်းများတာပဲဟုတ်ပါချက်ရှိရဒီကခုနအဆင်ပြေရဒီလားပူကြမှာငါပြေးနေရပြီပိတ်ကလေးလေးရှိရတဲ့ကြောက်ဝိုင်း no တေဝါပြီဟောโอเคခုနကနေပြန်ရောက်လာပြီပေါ့နော်ဗီဒီယိုရက်လိုက်ရတာတော့မရှိစေချင်လို့ပေါ့နော်ရှည်သွားရင်တင်ရတာလည်းမကောင်းဘူးအဆင်မပြေဘူးခက်လိုက်လူလာကုန်ပြီ Oh my gosh တမီကြားနေရလာကုန်ပြီအဲ့ဘက်ကလာမှာအဲ့ဘက်ကတော့ကိုပေးရမှာsorry ဒီမှာsorry တော့လာမဟုတ်အပေါက်တော့ပိတ်တာပေါက်သွားပိတ်တာအဲ့လိုလေးဖဲမသွားနဲ့ဖဲမသွားနဲ့လို့ဖဲလို့အဲ့သွားစရာမလိုကဲတော့စရာမလိုဒီမှာဒီတခုတွေ့အောက်လေးပဲတစ်ချက်ဆင်းသွားတယ်โอเคဆိုတော့ခောက်ကောင်းသေးရထပ်မနေလောက်သေးဖို့1000နဲ့မနေလောက်သေးဘူးအချိန်မှာဟုတ်ပါအမဟုတ်ဒါအော်ပါလို့ကြာခဏလေးငါတောင်းပြီးတော့စိတ်တယ်တက်တာလေးပေးပါပေးအော်ဒီတက်တာရပါပြီရပါပြီအော်တက်တာရပါပြီမပြပန်းထန်းစင်းပြလိုက်တာချက်ကိုယူအဲ့မှာရိုးတိုင်းကိုရမယ်အဝေးကိုယူရပါတယ်ဆိုခုနဖေးယူလိုက်ခုနတော့ရသေးတယ်ပြီးကြမှာဟောပိတ်ကလေးနေနဲ့ဖေးပြီးကြမှာပြေးစက်
ခဏနော်စစ်တောင်ပြပြောက်သွားအဲ့နာမှာတွေ့လားအကောင်းကြီးဝငိုင်းနေရတွေ့လားစစ်တော့ယူလို့ရပါတယ်ဘေးနာအတုံးလေးယူလို့ရနောက်တစ်ခုနည်းတစ်ခုရှာပေးမယ်တော့တက်နေကြတာစင်ပြီးအော်အင်းရရှိတာပဲစကွဲရဲ့လက်ကင်များတာဒါလေးလက်ကင်များဖြစ်တယ်ဒီမှာနေပြီးတော့အန်မီရေးလာအန်မီโอ้ยအများကြီးပဲဟောသူတို့စီရရခုံချရပြတ်တက်ဖို့တသားလုံးတော့ရှိတာခုံချရသူတို့ပိတ်ကလေးတွေထွက်လာမယ်အပေါ်တော့ပိတ်ရခုံချတော့ရဟိုအဲ့စနေပဲစားလိုက်တော့ခုံချရငါကြက်တယ်နော်ဘာဖြစ်တာလဲဆက်တခိုင်းတက်ခဲ့ရောချပါမယ်ချရမယ်ချများပဲအေးချနေတယ်ဒီကချနေတော့အဝေးကတော့ချနေအောက်စင်းရဲလို့တေဝါကြီးတွေ့လားကဲဝါအောက်စင်းငါမတော်လို့ဟာများနေရပူတော်ရဲ့ငါငါသိရင်များနဲ့ဟိုဟာဆိုမတော်ဓာတ်နဲ့ချရလုံးဝမတော်ဒါဆိုအမြင့်ပြက်ပြီးရင်နည်းနည်းလေးခွဲဝေပေးအောင်နော်ဝေပေးဘွားပြစ်ပြီးအပေါ်ကြမှာဒါလေးပြန်တူးပါအောင်ပစ္စတာတရှင်းတော့ရပြီပစ္စတာโอเคအဲ့ဘေးနားမြေကြီးရောတူးခဲ့မလားဘေးနားမြေကြီးကောင်းကောင်းလေးအောက်ကကြောက်ဟွားကြကုန်တသားကြီးကြောက်ပစ္စည်းအများတယ်တော့ဘူအောင်ပေးရမယ်ဒါရရှိရောဘူတက်ခဲ့ရမယ်တသားနဲ့တက်ခဲ့โอเคတက်လာပြီမမဟာလားပိတ်ကလေးနေမရှိဘူးလားမရှိပါဘူးလုံးယူအောင်ပစ္စည်းရများတယ်အခြေအနေကြည့်ပြီမယ်ဒါပြီဖဲဖဲဘယ်ပစ္စည်းထည့်တယ်နာမမရှိဒါရောအဲ့ရှိဟာအမားတွေကိုအမားတွေဘယ်လိုလုပ်ယူခဲ့ဒါလေးပါယူခဲ့အများကြီးပဲဒါပါကြီးတယ်မသိဘူးဟာလည်းမရှိဘူးရောလာပြန်တက်မယ်နည်းနည်းတော့ထားခဲ့မှရအေးနေထားခဲ့ငါရင်တော့တတ်တော့ထားခဲ့စရာမရှိထားခဲ့လားဒီလားပိတ်ကလေးနာနေအစင်းမပြေပစ္စတာကတော့ထားလို့မရဒါပြီနော်ဟိုလာပြီနော်ဆက်ပြီးဝါမင်္ဂလာပါဝါရေသမားရစားပေးရတယ်စားလာသမားရကြိုက်တာမင်္ဂလာပါဘယ်ဝါရှိရခဏလာပြီခါတိုင်းလေငါအဲ့ဒါကြီးကြောက်တာခက်တိုင်းငါအဲ့ဒါကြီးငါလုံးဝခံစားလို့မရဘူးမိုင်းချက်အော်ဒါယူဖို့ရဒီမှာလာပြီခဏရင်အစင်းစင်ကြောဖြတ်နေရတော့
တက်တိုင်းမမျိုးတက်တိုင်းမတော့ 哇，တက်မယ်လာရ ပြုတ်ကြ လာရအနေများတယ်တက်မယ် ဒီအမေမြရဲ့တော့မယ်ခဏလေးရှင်လာခဲ့ပိတ်ကလေးဟောဝါငါမရှိမပါဘူးရှိမယူခဲ့အောင်ရှိမပါဘူးလောရှိမပါဘူးဒုက္ခပဲ ဒီဝါ ပိတ်ကလေးလာ ဇိုမီပိတ်ကလေး ပြတ်တော့မယ်တက်တာမယ် ဘာလို့သူတို့ဘာလို့လဲ ဟုတ်လား တက်လုံးလိုက်ပြီ ပြတ်တက်မယ်တက်တာလေကုန်ခိုင်းတော့ လောင်းလေခုနက ဆက်လောင်းလေလာ ပြီးကြမှာတော့ပေါ့စားလေး လက်ဆိုင်ရအောင်ဆိုင် ကက်စရီယာဘာကြီးလဲမသိဘူး တက်တာလေအလကားဖြုံးနေ မဖြိုးဘူးတက်တာရှိရဟော မမပြန်ပါတော်တော်ဆိုးနေတယ် ပြန်တော့ဟိုဒီတွေကခဏနိုင်တော့မှာမဆောက်တော့တရား sorry တကယ်ကျတော့ဆက်ရမယ်ပေါ့နော်ဆိုဖရာတို့ရေအပြင်ပြရောက်သွားပြီခုနကနေရာကတော့ဟိုဘက်မှာပေါ့နော်ဆိုဖရာကနည်းနည်းလဲနေရာပေါ့နော်ဒီဘက်မှာကြာရုံနေရာအဲ့ဒါကိုဆိုတော့တခြားဘက်ကိုသွားတူးနေရပေါ့နော်ဗီဒီယို record လုပ်ဖို့ဖွင့်တာလဲမေ့သွားတာပေါ့နော်အဲ့အကြောင်းဆိုတော့အဲ့နာတော့မရိုက်လိုက်ရဘူးဒါပေမဲ့အခုလောလောဆယ်တော့အချိန်ကနည်းနည်းကြာနေဖြစ်တဲ့အတွက်ဖတ်ဝန်းလေးတော့ဒီမှာအဆုံးသတ်ချင်ပါတယ်ဘိုင်ဘိုင်